အပိုင်းလေးရဆောင်တော့ဆာဆာကီနဲ့ဆူဇူကီတို့နှစ်ယောက်ကစလိတ်တောက်နေပြီးအပြင်မှာလည်းနေတွေကပူပြင်းနေခဲ့ကဆူဇူကီလည်းအေးလေးနဲ့စလိတ်တောက်လို့ရတဲ့အခန်းထဲမှာအဲ့လိုဘဝတူတွေရဲ့ခံစားချက်ကိုနားလည်ရင်တောင်မှအဲ့ဒါကိုဘာမှမမှုဘူးဆိုတာငါသိပြီးသားလို့ဟန်ဆောင်ပြီးပြောနေခဲ့ပြီးအမှန်တကယ်တော့အခန်းထဲမှာအေယာကွန်းကပြက်နေခဲ့ပါတယ်ဆူဇူကီလည်းအေယာကွန်းကိုပြောဆိုနေခဲ့ကဒါလည်းခေါင်းဆောင်ပြောင်ကြီးရဲ့အကြံပေးမလားနောက်ပြီးသူ့ပစ္စည်းတွေညှက်ထားသေးကြောင်းဆူညာနဲ့လုပ်နေခဲ့တာပါဆာဆာကီလည်းအဲ့လောက်စကားများနေရင်ပူယုံပဲရှိတာပဲမလို့ပြောနေခဲ့ကဆာဆာကီလည်းစလိတ်ဘူးတွေကစလိတ်ကိုထုတ်နေရင်အကြံတစ်ခုရသွားပြီးဆူဇူကီကိုမနေ့ပြန်ကြရင်ပြင်ပြေးလိုက်မယ်လို့ပြောနေကဆူဇူကီလည်းနင်းကပြောင်ကြီးမို့လို့လားလို့ပြန်ပြောလိုက်ပြီးဆာဆာကီလည်းငါရဲ့အထူးအာယုံလေးလို့ပြောတော့ဆူဇူကီလည်းမနေ့ပြန်ကြရင်အေယာကွန်းမကောင်းရင်မြို့ကိုတတ်မယ်လို့လုပ်နေတော့ဆာဆာကီလည်းနင်းကသူမပြောတဲ့စကားကိုတော့ယုံသေးတာပဲငါစကားကိုတော့ယုံကြည်လိုက်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဆာဆာကီလည်းစူပါမားကတ်မှာရောက်ရှိလာခဲ့ပြီးရေဖြန်းနေတဲ့မန်နေဂျာနဲ့တောက်တုံးနေတာကြောင့်ဆာဆာကီလည်းရေတွေဆိုသွားခဲ့တာပါဆာဆာကီလည်းအဝတ်တွေကိုအချောက်ခံနေရင်မန်နေဂျာနဲ့စလိတ်ထန်တောက်နေပြီးဆာဆာကီရဲ့စိတ်ထဲမှာလည်းတမျိုးကြီးဖြစ်နေခဲ့တာပါအဲ့အချိန်ဆာဆာကီတီးလိုက်ရတာကမန်နေဂျာနဲ့သူကအရွယ်တူနီးပါဖြစ်နေခဲ့ပါတယ်မန်နေဂျာလည်းဆာကီရဲ့အသက်က40ထဲဝင်နေပြီမလားလို့မေးနေပြီးသူမအသက်က40ပြည့်တာမကြသေးကြောင်းပြောပြနေခဲ့ကမန်နေဂျာကအသက်သာကြီးသွားပေမဲ့မပြည့်စည်သေးပါဘူးဆာဆာကီလည်းမန်နေဂျာကိုကြည့်ပြီးမယုံကြည်နိုင်ဖြစ်နေခဲ့ကလေးစားဖို့ကောင်းကြောင်းပြောနေတာကြောင့်မန်နေဂျာလည်းမစီမဆိုင်တာတွေပြောတဲ့ဆာဆာကီကိုဒီလူကြီးကပါလဲဟာဆိုပြီးစိတ်ထဲကနေတွေးနေခဲ့ပါတယ်မန်နေဂျာလည်းတာယာမာရဲ့အသက်ကိုကြားလိုက်တော့ကဘလို့တုတ်ပြန်ခဲ့တာလဲလို့မေးတော့ဆာဆာကီလည်းတာယာမာရဲ့အသက်ကိုမသိကြောင်းပြောလိုက်တော့မန်နေဂျာလည်းတောက်နေတဲ့စလိပ်ပါကြီးသွားခဲ့ပြီးဒီလောက်စလေးတွေအတူတူတောက်လာတာတောင်သူ့အကြောင်းဘာမှမမေးရဘူးလားလို့မေးပြီးမြဲကတခြားသူတွေကိုစိတ်မဝင်စားဘူးလားလို့ပြောနေပြီးဆာဆာကီလည်းစိတ်ဝင်စားတာတော့မဟုတ်ပါဘူးတာယာမာကအနိုင်ကျတာမျိုးလည်းရှိပေမဲ့ငါလိုဦးလီကြီးအကြောင်းတွေကိုတေချာနားထောင်ပေးတဲ့အဲ့လိုမိန်းကလေးမျိုးကိုမတိကျင်စရာအကြောင်းပဲရှိမှလဲဒါပေမဲ့ငါကတာယာမာပြောချင်တဲ့စကားတွေကိုပဲနားထောင်ရရင်ပြောပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်မန်နေဂျာလည်းတာယာမာကိုတိတ်ချစ်ပါတယ်ပေါ့လို့မေးတော့ဆာဆာကီလည်းရှောက်ပြီးစုံမဖြတ်ဖို့ပြောနေခဲ့ကမန်နေဂျာလည်းဒါဆိုမုန်းတာပေါ့လို့ပြောတော့ဆာဆာကီလည်းအဲ့လိုဖြစ်เสียရလားအဲ့ဒါတော့တီချာပေါက်တာယာမာကိုချစ်ဆိုပြီးစကားမဆုံးခင်မှာပဲတာယာမာကရောက်ချလာခဲ့ပြီးဆာဆာကီလည်းသူပြောတဲ့စကားကိုကြားတော်သလားဆိုပြီးထိတ်လန့်နေခဲ့ပါတယ်မန်နေဂျာလည်းရှောင်ထွက်ပေးလိုက်ပြီးဆာဆာကီလည်းခုနကစကားတွေကိုကြားလိုက်သလားလို့မေးနေတော့တာယာမာလည်းမတိလိုက်ကြောင်းပြောလိုက်တော့မှဆာဆာကီလည်းစိတ်အီသွားခဲ့ပြီးဒီအတိုင်းမန်နေဂျာနဲ့အလာဘာတက်လာဘပြောရုံပဲလို့ပြောနေရင်တာယာမာကဇိုရင်နဲ့ဆာဆာကီရဲ့စပြင်တွေကိုတုပ်ပေးနေရင်အနာကပ်ပြီး24ဆိုတဲ့နံပါတ်ကိုပြောပြလိုက်ကဆာဆာကီလည်းဘာအတိတ်ပဲဆိုတာကိုမသိတာကြောင့်တာယာမာလည်းအိမ်ပြန်ရင်စဉ်းစားကြည့်လိုက်လို့ပြောလိုက်ပါတယ်